ဒီခါ GS page က Uniqlo mainly အင်ဂျီလေးပြပေးပါမယ်ရှင်။ဒါလေးက Uniqlo woman rayon type blouse လေးဖြစ်ပါတယ်ရှင်။ဒီလိုဖဲချိုးချီတဲ့ပုံစံလေးက feminine look ကိုရစေပြီးတော့ဒီရဲ့အသုံးပြုထားတဲ့ material လေးက 76% rayon နဲ့ 24% polyester လေးဖြစ်ပါတယ်ရှင်။သူကတကယ်ကိုတည်သက်ပြီးတော့ပျော့ပျော့ပြောင်းနဲ့ပေါ့ပေါ့ပါဝတ်ဆင်နိုင်မယ်အင်ဂျီလေးတစ်ထည်ဖြစ်ပါတယ်ရှင်။ premium quality လေးကိုတိုင်းနေတဲ့တဲ့ဆိုရင်တော့ဒီအင်ဂျီလေးကဘောင်းမီလေးတွေနဲ့ပဲဝတ်ဖို့ skirt လေးနဲ့ပဲဝတ်ဖို့ဒါမှမဟုတ် jeans ဘောင်းမီနဲ့ဝတ်မယ်ဆိုရင်တော့လိုက်ဖက်နေစီမှာပါရှင်။လိုက်ဝတ်လေးဖြစ်ပြီးတော့လေဝင်လေးထပ်ကောင်းမွန်နေစီတဲ့ဒီလိုပေါ့ပေါ့ပါ blouse လေးကို office wear အတွက်ပဲသုံးဒါမှမဟုတ် casual outing လေးတွေအတွက်ပဲသုံးစင်ပြေနေစီမှာပါရှင်။ size လေးတွေကလည်း medium, large, XL ဆိုပြီးတော့ရပါတယ်ရှင်။ elegance နဲ့ comfort ဖြစ်တဲ့ vibe လေးလိုချင်နေဆိုရင်တော့ဒီအင်ဂျီလေးတွေက premium quality လေးတွေဖြစ်တဲ့အတွက်ပတ်စင်ထားမယ်ဆိုရင်လည်းစက်တည်ရှိပြီးတော့တန်တန်ပြပြလုပ်လို့ရနေစီမှာပါရှင်။မချင်နေဆိုရင်တော့ page မှာလေးပြပါရှင်။